It gives me great pleasure to add my thanks to those of the speakers, to all those who have made this induction program possible. In particular, I would like to thank the staff members of our legislation. They are essential for the well-functioning and effectiveness of our legislature, not just now, but in the future as well. And of course, understand the UNDP, the IPU, and other international organizations who have helped to put together not just a most impressive program, but also one that is practical and of great assistance to the well-functioning of our legislation, which is still young and in need of much assistance. I would also like to thank the honourable members of Parliament from all over the world, the chairman of the Pakistan Senate, MPs from Bhutan, from Korea, Hong Kong, Malaysia, the Philippines, Timor-Leste, and the United Kingdom. Their presence here is a demonstration of solidarity, which is most heartwarming for the future and the best assurance for the future of democracy. Aku Ukraine udah pada tema solusi ini, tu doa jika kau dunia jangan macam apa. Kita ini dunia sudah lalu, ubri ini samji kekah kekeh ne, kuzele nyaya, kuzele cine, kau ni sang ini cepat. Aku di sini masuk solusi ini, kuzele nyaya, tahu dia nyaya. Kuzalenya tingting ate jin wudiyamya Kuzalenya anine laina ate sinisitane jinsayame jinkhomnya nyai palamari Dilo tinji ate twaro kuzalenya teke diludu ye ajo tasang naye poko nya phit ye atwet twaro di manjin mai phitပါတယ်ဥပဒေပြုရေးစောင့်ကြည့်ကိုယ်ကလေးဝိညာဉ်ရေးဆိုတာရေးကြည့်လိုက်ဒါပေမဲ့ဒီအားလုံးအောင်ရှိနေတဲ့အားလုံးဖေးမထားတဲ့အဓိကတန်ဖိုးများကိုစားပြုရေးပဲဖြစ်တယ်။ဘာလို့ကိုယ်စလဲအားလုံးကိုယ်စလဲလေးဆိုတာမေးလို့မဖြစ်ပါဘူး။ပြည်သူကိုကိုးစားပြုပြီးတက်နေတာကိုယ့်ကိုယ်ကိုကိုးစားပြုပြီးတက်နေတာဟုတ်ပါဘူး။အဲ့ဒါကကိုယ်စလဲများအားလုံးဆက်ဆက်နေနေထူးထူးခြားခြားပြပါတယ်ကျမတို့ကျွတ်တော်ဆိုတာကိုယ်စလဲဦးချင်းကိုယ့်အတွက်အသုံးချဖို့စီမံနေမှာပါရာထူးနေရာရဖို့အတွက်ခုတုံးတည်တည်နဲ့မဟုတ်ပါဘူးသဘောမတူညီရောတာမတူညီတဲ့ပုဂ္ဂိုလ်များအကြားမှာနှစ်ပါးလုံးကိုကျိုးပေးနေမှာကျိုးဝိုင်းနေမှာဒီနေရာမှာကျွန်တော်တို့အားလုံးဝိုင်းဝန်းပြီးတော့နိုင်ငံရဲ့ပြည်သူအကျိုးအတတ်နိုင်ဆုံးထမ်းဆောင်ရမယ့်နေရာဖြစ်ပါတယ်။ပြည်သူတွေရဲ့ကိုယ်စားလှယ်ဆိုတာပြည်သူမျက်နှာအဓိကကြည့်အောင်။ကိုယ့်ရဲ့အစုအဖွဲ့မျက်နှာမှာအဓိကကြည့်အောင်ဟုတ်ပါဘူး။ဒါကြောင့်မလို့အရင်ပထမအောင်ဆုံးဖြစ်တော့နေပြီးတော့ချမ်းသာသွားတဲ့ကောင်းတဲ့အစီအစဉ်ဖြစ်တဲ့ပါတီဆွဲပုဂ္ဂိုလ်ဆွဲနိုင်ငံတော်ဆွဲကိုယ်ပဲဘာသာအယူဝါဒလူမျိုးဆွဲမရှိဘဲနဲ့နိုင်ငံအတွက်ပြည်သူအတွက်ဝိုင်းပြီးတော့ထောက်ဆောင်ကြမယ်ဆိုတာဆက်လက်ပြီးတော့ထိန်းသိမ်းသွားမယ်အစဉ်အလာဖြစ်ပါတယ်။ကျမတို့တကယ်ကိုယ်စားကျမတို့ကိုယ်စားပြုတဲ့ပြည်သူတွေကိုလေးစားတယ်ဆိုလို့ရှိရင်လွတ်တော်ကိုယ်စားတဲ့တယောက်ရဲ့တာဝန်ကဘယ်လောက်လေးနိုင်လဲဆိုတော့နားလည်ကြမှာဖြစ်ပါတယ်။ရှေ့တန်းရောက်ဖို့ပေါ့လွတ်တော်များရဲ့မိခင်တို့ကြောင့်မှတချို့ကနေတော့ပေါ်စမပြည့်ရဲ့မိခင်နိုင်ငံကလွတ်တော်ပါဆိုလို့ရှိရင်အရှိမထိုင်တဲ့အရေးကြီးတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့အနောက်မှာထိုင်တဲ့တာမန်ကိုယ်စားလှယ်ရှိပါတယ် backbenchers ဆိုတော့နောက်တောင်းမှာထိုင်တဲ့ပုဂ္ဂိုလ်များ
ဒီနောက်တန်းမှာထိုင်တဲ့ကိုယ်စားလှယ်များဆိုတာတကယ်တော့လွတ်တော်ရဲ့ကြောရေးကိုဖြစ်ပါတယ်ဒီလိုကိုယ်စားလှယ်များနှစ်ပေါင်းများစွာမိမိတို့ရဲ့မဲဆန္ဒတွေကိုဆက်ပြီးပူဇော်ပြုပြီးတော့ပြည်သူတွေနဲ့လက်ပွန်းတည်းနေတာကြောင့်ပြည်သူတွေရဲ့လိုအပ်ချက်ပြည်သူတွေရဲ့ဆန္ဒတွေကိုအများကြီးနားလည်ပြီးတော့လွတ်တော်တဲ့ပြည်သူအကြားတကယ်ကိုပေါင်းမှုတရားများတစ်ဖွဲ့ဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်ဒီလိုကိုယ်စားလှယ်များကျွန်တော်တို့ရဲ့လွတ်တော်မှာပေါ်ပေါက်လာအများကြီးဖြစ်ပါတယ်ဒါဟာပါတီနဲ့လည်းဆိုင်ပါပါတီတိုင်းကနေပြီးတော့တကယ်စစ်မှန်တဲ့ဒီမိုကရေစီစနစ်မှာဆိုလို့ရှိရင်ဒီလိုလွတ်တော်ရဲ့ကြောရိုးတစ်ဖွဲ့ဖြစ်တဲ့ကိုယ်စားလှယ်များကိုဝေးထုတ်နိုင်တယ်ကျမတို့လည်းဒီလွတ်တော်ကနေစပြီးတော့ကျမတို့ရဲ့နိုင်ငံရဲ့လွတ်တော်အသီးသီးမှာပြည်သူရဲ့ကြောရိုးတစ်ဖွဲ့ပြည်သူအားကိုးရတဲ့လွတ်တော်ကိုယ်စားလှယ်များပေါ်ပေါက်လာနိုင်ဖို့အတွက်အများကြီးကြိုးစားတော့လိုပါတယ်အခုအစီအစဉ်ဟာဒီလိုကြိုးပမ်းမှုကိုအထောက်အကူပြုအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်ဒီလိုကြိုးပမ်းမှုကိုအထောက်အကူပြုလို့ဆိုတာဟာကိုယ်စားလှယ်များရဲ့အရေးချင်းများကိုမြင့်တင်ရမယ်ကိုယ်စားလှယ်များဟာမိမိတို့ရဲ့အရေးချင်းများကိုမြင့်တင်တဲ့နေရာမှာအားလုံးပူးပေါင်းဆောင်ရွက်ပြီးတော့နိုင်ငံရဲ့အကျိုးကိုကြည့်ရမယ်ဆိုတာကိုလည်းသဘောပေါက်စေပါတယ်သဘောပေါက်မယ်လို့လည်းကျွန်တော်ယူဆပါတယ်ဒီမှာလည်းဒီလိုပါတကယ်တော့တက်တန်းမှုပါလေပထမလွတ်တော်မှာလည်းဆိုလို့ရှိရင်9နှစ်ဒီ9နှစ်အတွင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့အချို့ကိုယ်စားလှယ်တွေလည်းအခုပြန်ပါလာတယ်ဒါပေမဲ့နည်းစုတွေကအများစုကလွတ်တော်ကိုယ်စားလှယ်တွေဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်တွေကိုလည်းပို့ပြီးတော့တင်ယူဖို့လိုသလိုပို့ပြီးတော့တနည်းအားဖြင့်သင်နိုင်တဲ့အနေအထားမှာရှိပါတယ်အသက်ဆက်ပြောရမယ်ဆိုလို့ရှိရင်စာမျက်နှာတစ်ပေါ်ဆိုရင်မှန်ကန်ရေးဖို့ချုပ်ဖို့ဟာစာမျက်နှာဟောင်းပေါ်ကိုရေးဖို့ချုပ်ဖို့လည်းအများကြီးကိုပြောပြပါတယ်ဒါကြောင့်ဘာလို့လွတ်တော်ကိုယ်စားလှယ်တင်ညာဒီခွင့်ရေးကိုယူပြီးတော့ကောင်းမွန်တဲ့အစဉ်အလာတွေချမှတ်ဖို့ကြိုးစားကြပါလို့ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ပြည်သူကိုကိုစားပြုနိုင်တယ်ဆိုတဲ့ဂုဏ်ဟာတခြားပြည်သူတွေမှာမတူပါဘူးပြည်သူကိုလွတ်ကျွေးနိုင်တဲ့အခွင့်အရေးဆိုတာဟာတခြားပြည်ခွင့်ရင်းတွေမှာမတူပါဘူးပြည်သူရဲ့အကျိုးဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာတကယ်နိုင်ငံရဲ့တာကောင်းအမှုကြောင့်ဖြစ်နေတာဒါကြောင့်ကျမတို့ရဲ့လက်တော်ကိုယ်စားလှယ်များအခုအစီအစဉ်မှာပါတဲ့ဆရာများပါဝင်တဲ့ဆရာများရှိတာတင်ယူပါဆရာများဆိုတာလည်းတကယ်တော့တခြားနိုင်ငံမှာကိုယ်စားလှယ်ကျွတ်တော်ကိုယ်စားလှယ်အများကြီးဖြစ်ပါတယ်ဒီဆရာတွေရဲ့အတွေ့အကြုံဆရာမတွေပေါ့ဆရာမတွေလည်းတော်တော်များပါတယ်ဒီအတွေ့အကြုံတွေကိုသိသိချာချာလေ့လာပြီးတော့ကျမတို့ငယ်ရွယ်တဲ့လွတ်တော်တူဖြစ်တော်များတဲ့နောက်တစ်ချိန်တစ်ခါမှာအင်တာမှရင့်ကျက်ပြီးတော့တကယ်ကဘာနေပြီးတော့လေးစားရမယ်လွတ်တော်ဖြစ်လာဖို့အတွက်ဝိုင်းဝန်းပြီးတော့ကြိုးစားကြပါလို့ကျမအနေ